ရဇယုံနဲ့တထက်တဲ့ကြောက်အောင်တယုံဆိုင်လိုက်တဲ့မင်းသမီးကျော်လေးပတ်ပူရောင်တောင်ကိုရီးယားမင်းသမီးပတ်ပူရောင်ဟာဆိုရင်လေချစ်ဖို့ကောင်းတဲ့ကလေးမျက်နှာလေးနဲ့အကြည့်တက်ကိုရရှိထားတဲ့မင်းသမီးလေးဖြစ်ပါတယ်။သူမကဖခင်ဖြစ်သူပတ်ကွမ်ဆိုနဲ့မိခင်ဖြစ်သူချွဲချောင်အိုတို့ကနေဖွားမြင်ခဲ့ပြီးမွေးချင်း3ယောက်ထဲကမှဒုတိယမြောက်ဖြစ်ပါတယ်။သူမရဲ့ဖခင်ဖြစ်သူကတောင်ကိုရီးယားစစ်တပ်အထူးတပ်ဖွဲ့မှာ34နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့အငိမ့်စားအရာရှိတူဖြစ်ပါတယ်။ပတ်ပူရောင်ကဖြူစင်ပြီးချစ်စရာကောင်းတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့်ကေဒရမာပရိသတ်တွေကြားမှာနာမည်ကြီးလူကြိုက်များတဲ့သူဖြစ်ပါတယ်။ဒါအပြင်နာမည်ကြီးခေတ်ဒရမာမင်းသားတွေနဲ့ကိုရီးယားလူမျိုးတွေရဲ့ idol တိုက်ကိုမေးလိုက်လို့ရှိရင်ပတ်ဖို့ရောင်ကထိတ်ဆုံးကနေပါဝင်တဲ့အထိချစ်စရာကောင်းတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့မျက်နှာကိုကြည့်မယ်ဆိုရင်အသက်18နှစ်လို့ထင်ရပေမဲ့တကယ်တမ်းမှာဆိုရင်ပတ်ဖို့ရောင်ကအသက်35နှစ်ရှိနေပြီဖြစ်ပါတယ်။ပတ်ဖို့ရောင်ဟာချစ်စရာကောင်းတဲ့ရုပ်ရည်ကြောင့်သာမကသူမရဲ့သရုပ်ဆောင်ကောင်းမှုကြောင့်လည်းကေဒရမာပရိသတ်တွေကြားထဲမှာထင်ရှားတဲ့မင်းသမီးတစ်ယောက်ဖြစ်ရှိနေခဲ့တာပါ။သူမပါဝင်တဲ့ဇာတ်ကားတိုင်းကလည်းစီးပွားရေးရအောင်မြင်ခဲ့တယ်လို့ပရိသတ်တွေကြားထဲမှာလည်းအမြဲတမ်းမှတ်မိနေမဲ့ဇာတ်ကားတွေကြီးပဲဖြစ်ပါတယ်။ပတ်ပူရောင်ကချစ်စရာကောင်းတဲ့ဆိုတိုင်းအမြဲတမ်း cute ဖြစ်တဲ့ character တွေကိုသရုပ်ဆောင်ခဲ့တာမဟုတ်ဘဲ villain ဆို villain အနုအရွအကြံပဒံအစရှိသဖြင့်သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။မြန်မာနိုင်ငံကပရိသတ်တွေတော်တော်များများကတော့ပတ်ပူရောင်ကို Strong Woman ဒိုဘုံစွန်းဒရမာနဲ့လူသိများပါတယ်။ဒီဒရမာဟာဘယ်လောက်ထိအောင်မြင်ခဲ့တယ်လဲဆိုရင်ပတ်ပူရောင်ဆိုတဲ့နာမည်အရင်ပြောက်ပြီးဒိုဘုံစွန်းဆိုတဲ့နာမည်တွင်သွားတဲ့အထိပရိသတ်တွေကြားထဲမှာသူမရဲ့ character ကရေပန်းစားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဒရမာအကြည့်များတဲ့သူတိုင်းသိကြမှာပါ cute type character ကိုတရုပ်ဆောင်ရဲ့အရန်တရုပ်ဆောင်ကောင်းလိုက်လေ cute type တော့မဖြစ်ဘူးဆိုတာကိုပါပဲပို့သွားလို့လည်းမရသလိုတချို့တရုပ်ဆောင်တွေမှာတော့အဆင်မပြေရပဲရှိပါတယ်။ဒါပေမဲ့ပတ်ပူရောင်ကတော့သူမရဲ့ cute type character တွေကဘဲချင်းကြည့်မယိုးနိုင်အောင်ဆွဲဆောင်မှုရှိနေတာပဲဖြစ်ပါတယ်။ဒါပြင် Mellow Movie ဆိုတဲ့ drama မှာလည်းကြည့်လိုက်မယ်ဆိုရင်ပတ်ပူရောင်ရဲ့ character ကပို့ပပ character ဆိုပေမဲ့သူမအနေနဲ့ဘလောက်အားစိုက်ထုတ်ထားသလဲဆိုတာကြည့်ဘူးသူတိုင်းသိပါပါ။တာမန်ရိုကိုဒရမာဆိုရင်လည်းဇက်ရှင်ကိုမကြတော့အောင်တရုပ်ဆောင်တော့နိုင်တာကသူမရဲ့အားသာချက်ပဲဖြစ်ပါတယ်။အတူတူတွဲတရုပ်ဆောင်တဲ့ချွဲဝူစစ်ကအပေးယူမျှပြီးကြည့်ရသူတိုင်းကိုဘဝအမောပြေသွားအောင်လုပ်နိုင်တာကပတ်ပူရောင်ရဲ့အရေးချင်းလည်းဖြစ်ပါတယ်။နောက်ပြီး Daily Dose of Sunshine ဟာဆိုရင်လည်းစိတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဒရမာဖြစ်တာကြောင့်ရုပ်ပိုင်းဆိုင်ရာအရာရောစိတ်ပိုင်းဆိုင်ရာအရာပါအတော်လေးအားစိုက်ထုတ်ရတာတွေများပါတယ်။အဲဒီကားထဲမှာဆိုရင်တော့ပတ်ပူရောင်ကိုစိတ်ကျမ်းမာရေးဌာနကသူနာပြုဆရာမလေးတယောက်ဖြစ်မြင်တွေ့ရမှာဖြစ်ပြီးလူနာတွေနဲ့ထိတွေ့ဆက်ဆံရတဲ့အခါမှာဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်တွေအထူးသဖြင့်စိတ်ကျမ်းမာရေးဆိုင်ရာထိခိုက်နေတဲ့လူနာတွေနဲ့ဆက်ဆံရတဲ့အခါမှာဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်အမူအရာတွေကိုပတ်ပူရောင်ကအကောင်းဆုံးပုံဖော်သွားနိုင်ခဲ့ပါတယ်။လက်ရှိချိန်မှာလည်းကေဒရမာပရိသတ်တွေကြားထဲမှာအားပေးမှုခိုင်မာရနေတဲ့ Our American Soul Drama ဆိုရင် character တူတဲ့အမွာ2ယောက်နေရာမှာတရုပ်ဆောင်သွားတဲ့ပတ်ပူရောင်ရဲ့ action တွေကတော့ကြည့်ရှုသူတွေကိုလက်ပြားခါသွားစေပါတယ်။သူမရဲ့တရုပ်ဆောင်စွမ်းရည်ကြောင့်တောင်ကိုရီးယားအနုပညာတိုင်းဝိုင်းမှာချီးကျူးခံနေရပြီးပတ်ပူရောင်ရဲ့တရုပ်ဆောင်စွမ်းရည်က next level ကိုရောက်ရှိနေပြီလို့ပြောမှာဖြစ်ပါတယ်။အချင်းစရိုက်ကွဲပြားတဲ့ညီမ2ယောက်ရဲ့ character ကိုပတ်ပူရောင်တစ်ယောက်တည်းကပဲပြပြင်းသွားအောင်ပုံဖော်သွားနိုင်တာဖြစ်ပြီးပတ်ပူရောင်ကိုတေချာမသိတဲ့သူဆိုရင်တော့တကယ်ကိုအမွာ2ယောက်တရုပ်ဆောင်နေတာလားလို့ထင်မှတ်သွားစေတဲ့အထိကိုပြပြင်းလုံးနေရဖြစ်ပါတယ်။ပတ်ပူရောင်ဟာဒီဒရမာအတွက်အမွာ2ယောက်ရဲ့ပုံစံကိုပါမထက်ရအောင်တနေ့ကိုစပင်ပုံစံခဏပြောင်းပြီးရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။လက်ရှိချိန်မှာပြသနေစေဖြစ်ပေမဲ့ဒီကားနဲ့များပတ်ပူရောင်တယောက်ထူးချွန်စုတွေတော်တော်များများရရှိနိုင်မယ်လို့လည်းအားလုံးရဲ့အထင်ကြီးပေးခြင်းကိုခံနေရတာပဲဖြစ်ပါတယ်